そうですね。ဟုတ်တယ်နော်ဟုတ်တယ်နော်それで、အဲ့ဒီနာそれから、အဲ့ဒါပြီးတော့だから、ဒါကြောင့်例えば、ဥပမာそして、အဲ့ဒါနဲ့ပြီးတော့じゃあ、ကဲဒါဆိုရင်まဟုတ်あ、なるほど、တဘောပေါက်တယ်なるほど、ဟုတ်ကဲ့နားလဲပါပြီ確かに、အမှန်ပဲつまり、အဓိကでも、ဒါပေမဲ့ところが、ဒါပေမဲ့လေなぜなら、ဘာကြောင့်လဲဆိုရင်それでは、အဲ့ဒါဆိုရင်、まず、ပထမそれに、ဒါအပြင်さらに、ပို့ပြီးけれども、ဒါပေမဲ့ところで、ဒါနဲ့ပြောရရင်ちなみに、ထပ်ပြီးပြောရရင်結局、နောက်ဆုံးမှာ そういえば、အဲ့ဒါဆိုလို့ပြောရရင်、その上、အဲ့ဒါအပြင်、一方で、တစ်ဖက်က、要するに、အတူချုံပြောရရင်、とにかく、ဘာပဲဖြစ်ဖြစ်